American သမ္မတကိုတန်းတဲ့ရေမီကာကွယ်ရတဲ့ Secret Service ဆိုတာကပါလေ American သမ္မတသွားလေးရကိုအနက်ရောက်ဝတ်စုံတွေဖို့လက်ချက်တွေဝတ်ပြီးတော့အရေးလိုအမြဲတမ်းလိုက်ပါဆောက်ရှောက်နေကြတဲ့လိုဝတ်ဆောင်နောက်တွေကိုမိတ်ဆွေတို့ခါသရီမီတွေ့ရမှာပါဒါပေမဲ့သမ္မတစီကိုရောက်လာတဲ့ကြီးစံကိုကိုယ်တိုင်ရေဘက်နဲ့ဝန်ခံပေးဖို့အထိတည်တမ်းများစွာပေးခံလာရတဲ့ United States Secret Service ဆိုတဲ့အထူးဖွဲ့စည်းကြီးကြောင်းကိုတော့မိတ်ဆွေတို့ဂါဂနာနာသိအောင်မယ်လို့မထင်ပါဘူးအဲ့ဒီဖွဲ့စည်းကသမ္မတရဲ့လုံခြုံရေးတွေမကပဲစတင်ပေါ်ပေါက်လာစဉ်တုန်းကဆိုရင်ဝေတုနဲ့နေတည်တံ့ဖွဲ့ဖြစ်ခဲ့တာကိုရောမိတ်ဆွေကိုပြပြတည်ဆက်ပေးခြင်းပါတယ်ဆိုတော့မင်္ဂလာပါ Critical Vision ရဲ့တင်ဆက်မှုကားလေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ရုပ်ရှင်တွေကလည်းပိုပြီးကြမ်းတဲ့လေ့ကျင့်ရေးတွေနဲ့ American သမ္မတကိုကာကွယ်ပေးနေတဲ့ Secret Service ဆိုတဲ့အဖွဲ့အကြောင်းကိုအတူတူလေ့လာကြည့်လိုက်ရအောင် United States Secret Service ကို1865ခုနှစ်မှာသမ္မတလင်ကွန်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်စိတ်ဝင်စားစရာအချက်ကတော့စတင်ဖွဲ့စည်းတုန်းက Secret Service ရဲ့တာဝန်ကသမ္မတကိုကာကွယ်ဖို့မဟုတ်ပါဘူးအဲ့ဒီခေတ်တုန်းက American မှာလှည့်ပတ်နေတဲ့ပတ်စံတွေရဲ့သုံးပုံတစ်ပုံကငွေတုတွေဖြစ်နေတာပါဒါကြောင့်ပဲဒီငွေတုမှောင်ခိုစနစ်ကိုနှိမ်နင်းဖို့ဗဏ္ဍာရေးဝန်ကြီးဌာနအောက်မှာ Secret Service ဆိုတဲ့အဖွဲ့ကိုဖွဲ့စည်းခဲ့ကြပါတယ်ဒါပေမဲ့1901ခုနှစ်မှာသမ္မတဝီလီယံမက်ကင်နီလုံခြံတပ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်းမှာ American လွှတ်တော်ကနေပြီးတော့မှ Secret Service ကိုသမ္မတများရဲ့လုံခြုံရေးကိုပြေဝတာဝန်ယူဖို့တရားဝင်မိတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ Secret Service တွေကသမ္မတတယောက်ခရီးမထွက်မီသုံးဘက်လူတွေကအဲ့ဒီမျိုးသို့မဟုတ်အဲ့ဒီနိုင်ငံကိုကြိုတင်ရောက်ရှိပြီးတော့သက်ဆိုင်တဲ့လမ်းကြောင်းတွေသက်ဆိုင်တဲ့ဟိုတယ်တွေနဲ့စီးရုံတွေအထိကိုအသေးစိတ်စစ်ဆေးခဲ့ကြပါတယ်။အထူးသဖြင့်သမ္မတစီးနင်းနေတဲ့ The Beast လို့ခေါ်တဲ့သမ္မတကားဟာဘုံတန်းဓာတုလက်နက်တန်းနဲ့ဒုံးမြန်တန်းတွေကိုပါခံနိုင်ရှိပြီးတော့သမ္မတရဲ့သွေးမျိုးစားသွေးအိတ်တွေတော့အမြဲတမ်းအဆင်သင့်ရှိနေတာပဲဖြစ်ပါတယ်။အရေးပေါ်ပြတ်ခတ်မှုဖြစ်လာရင်လည်း agent တွေရဲ့ပထမဆုံးစီးမြင်ကထွက်ပြေးဖို့နဲ့တစ်ဖက်ကိုပြန်ပြီးပြစ်ဖို့မဟုတ်ပါဘူး။သမ္မတကိုခန္ဓာကိုယ်နဲ့ကာကွယ်ပြီးမြေပြင်ပေါ်ကိုဆွဲချထားဖို့ပဲဖြစ်ပါတယ်။1981ခုနှစ်မှာသမ္မတရိုနယ်လီရီကန်လုံခြံခံရစဉ်တုန်းက agent မခါတီကသမ္မတစီလာတဲ့ကြီးစံကိုရေဘက်နဲ့ဝန်ခံပေးခဲ့ပူပါတယ်။ Secret Service agent တယောက်ဖြစ်ဖို့အတွက်ဆိုရင် Berry Lane မြို့မှာရှိတဲ့ Broadly Training Center မှာအလွန်တက်ကြွပြင်းထန်တဲ့သင်တန်းတွေကိုတက်ရောက်ရပါမယ်။ဥပမာအချိန်မပြင်းမောင်းနေတဲ့ကားပေါ်ကနေပြီးတော့အရေးပေါ်ခုန်ထွက်တာတွေကြီးစံတွေဇက်လိုက်ပြနေတဲ့ဂျားကနေပြီးတော့မှပြန်လည်ပစ်ခတ်ရတဲ့လေ့ကျင့်ခန်းတွေရုပ်ရှင်စတူဒီယိုလိုဖန်တီးထားတဲ့မြို့အတုတွေပါကြီးစံများစွာနဲ့တနက်သမားပေါင်းများစွာ၏ဂျားကနေပြီးတော့မှသမ္မတအတုကိုပေးကင်းစွာကယ်ထုတ်သည့်စစ်စင်ရေးတွေကိုအချိန်ပေါင်းတန်းချီလေ့ကျင့်ရပါတယ်။နိုင်ငံရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့သမ္မတကိုကာကွယ်ဖို့ဆိုရင်ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကြန့်ခိုင်မှုကိုလည်းပြင်းပြင်းထန်ထန်လေ့ကျင့်ရအောင်မှာပဲဖြစ်ပါတယ်။ Secret Service agent တွေရဲ့လာစာသူတို့ရဲ့အဆင့်နဲ့တွေးကြုံပုံမှာမူတည်ပြီးတော့ကွာခြားနိုင်ပါတယ်။သမ္မတကိုကာကွယ်ဖို့စတင်ဝင်ရောက်ကစားလာစာအနေနဲ့ဆိုရင်တစ်နှစ်လ$9000ကနေပြီးတော့$9000ဝန်းကျင်မြန်မာငွေနဲ့ဆိုရင်$2000အထက်မှာရှိပါတယ်။ဘေးပြင်းတဲ့ဝိုင်းရင် agent ကြီးတွေအဖြစ်ကိုရောက်လာမယ်ဆိုရင်တော့တစ်နှစ်လ$13000ကနေပြီးတော့$91000ဝန်းကျင်ထိကိုရရှိကြပါတယ်။ဒါကတစ်လကို American dollar 1000ကနေပြီးတော့1000ခွဲကျော်မြန်မာငွေ$400ကနေ600ကျော်ဝန်းကျင်ကိုခန်းစားရတာပဲဖြစ်ပါတယ်။အထူးကစားကွင်းအနေနဲ့လည်းပုံမှန်လစာရဲ့25%ကိုအချိန်မရွေးတာဝန်ထမ်းဆောင်ရသည့်အတွက်ထပ်ဆောင်ရရှိအောင်မှာပဲဖြစ်ပါတယ်။ Secret Service agent တွေဆိုတာမိမိအသက်ထက်တိုင်းပြည်သမ္မတရဲ့လုံခြုံရေးကိုဦးစားပေးနေကြတဲ့အထူး agent တွေပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့သမ္မတကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးနေကြတဲ့လှုပ်ဝက်တပ်ဖွဲ့ Secret Service အကြောင်းကိုပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ Critical Vision ရဲ့တင်ဆက်မှုကိုကြိုက်နေတဲ့တဲ့ဆိုရင် like ရဲ့ subscribe လုပ်ခဲ့ပေးဖို့ကိုလည်းမမေ့ပါနဲ့။နောက်ထပ်ဘလို့အထူးတပ်ဖွဲ့နဲ့လှုပ်ဝက်ဖွဲ့စည်းတွေအကြောင်းသိချင်သေးလဲဆိုတာကို comment မှာပြောပြပေးခဲ့လို့လည်းရပါတယ်။